မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေကြိုဆိုပါရရှင်။ February 17 ရက်နေ့ညနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအင်ခုမိုင်းဂျေလာကနေပြီးတော့တင်ဆက်ပေးပါမယ်။လိုက်စာမြို့အတွင်းခွေးမွေးပြည်သူများမိမိခွေးများကိုကာကွယ်ဆေးထိုးပြီးစနစ်တကျမွေးမြူကြရန်လိုက်စာမြို့စီပင်ရုံးမှကြီးညာထားပါတယ်။ယခုအချိန်လိုက်စာမြို့အတွင်းအတွာလာပြည်သူများပို၍များလာတာနဲ့ပိုင်ရှိမဲ့ခွေးများလည်းပေါ်များလာပြီးဆိုင်ကယ်စီးနေလာသူများကိုလိုက်ဆွဲလိုက်ကိုက်မှုများပြုလုပ်တာကြောင့်ရင်တိုက်မှုများလည်းပိုများလာတာကြောင့်ခွေးမွေးသူများစနစ်တကျမွေးမြူကြရန်ပြောထားတာဖြစ်ပါတယ်။ခွေးမွေးသူများဟာမိမိခွေးကိုကာကွယ်ဆေးထိုးကြရန်ကာကွယ်ဆေးထိုးပြီးတော့ခွေးများကိုအမတ်အတားတစ်ခုခုဖြင့်တင်ကေတထားရန်နှင့်ကာလမပေါ်တွင်လွတ်ထားသောခွေးများကိုသက်ဆိုင်ရာစီပီရုံးများမှတာဝန်ယူရှင်းလင်းမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။ဗမုံမြို့တွင်တိုက်ပွဲတွင် KIA ပူးပေါင်းတပ်များနှင့်စစ်ကော်မရှင်တပ်များကြားတိုက်ပွဲများနေ့တိုင်းပြင်းထန်နေဆဲဖြစ်ပြီးစစ်ကော်မရှင်တပ်များလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုများဒရုန်းဖြင့်ပုံကျဲချမှုများပြင်းထန်စွာပြုလုပ်နေကြောင်း KIA ရှိတန်းတည်အရေးမြစ်များထပ်မံတည်ရပါတယ်။ဝိုင်းမော်ဘက်တွင်လည်းစစ်ကော်မရှင်တပ်များနှင့်ပြည်သူ့စစ်တပ်များစစ်ရေးလှုပ်ရှားမှုများနေ့စဉ်ပြုလုပ်နေတာကြောင့် KIA ပူးပေါင်းတပ်များနှင့်တိုက်ပွဲများမကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။ဖက်ကန်တွင်လည်းစစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည့်တမ်ကလေကြောင်းဖြင့်တိုက်ခိုက်မှုများလည်းပြုလုပ်နေတာကြောင့် KIA ပူးပေါင်းတပ်များနှင့်တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းလည်းသိရပါတယ်။အင်းနိုကြီးမငင်းဒေတာများတွင်လည်းစစ်ကော်မရှင်တပ်နှင့်အာဆီယံနှင့်တပ်များပူးပေါင်းပြီးထိုးစစ်ဆင်မှုများပြုလုပ်လာတာကြောင့် KIA ပူးပေါင်းတပ်များနှင့်တိုက်ပွဲပြင်းထန်နေကြောင်းလည်းသိရပါတယ်ရှင်။တပူရအထက်တန်းကျောင်းမှာ February 9 ရက်နေ့ကကရာတေအဆင့်တင်ပြိုင်ပွဲပြုလုပ်ကြောင်းသိရပါတယ်။ပညာသင်ကြားနေတဲ့ကျောင်းသူကျောင်းသားများကျောင်းစာမှာတာမကကုကာယကျမ်းမာဖွံ့ဖြိုးစေရန်ကရာတေအားကစားကိုလည်းထည့်သွင်းသင်ကြားပေးနေတာဖြစ်ပြီးမြို့ရှကင်တုံကရာတေကလပ်ကနေလာရောက်သင်ကြားပေးနေတာဖြစ်ကြောင်းသိရပါတယ်။တပူရကျောင်းမှာမြို့စော့ကင်တုံကရာတေကလပ်ကဆရာ2ဦးလာရောက်သင်ကြားပေးတာဖြစ်ပြီးအခုပြုလုပ်တဲ့အဆင့်တင်အားကစားပြိုင်ပွဲတွင်ပြိုင်ပွဲကိုပထမအကြိမ်ပြုလုပ်တာဖြစ်ကြောင်းလည်းသိရပါတယ်။မြို့ရှကင်တုံကရာတေကလပ်ကဖိတ်ကြားလာတဲ့ကျောင်းတွေမှာတွားရောက်ပြီးကရာတေပညာကိုတာရောက်သင်ကြားပေးတာတွင်ပြုလုပ်နေကြောင်းလည်းသိရပါတယ်ရှင်။ကေဝဆိုရအုပ်ချုပ်ရေးယုံလူဝင်ကြီးကြပ်ရေးဌာနမှဖွင့်လှစ်တင်ကြားနေတဲ့တင်နန်းကျောင်းအတွက်တင်နန်းတူတင်နန်းသားများကိုကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်းသိရပါတယ်။လူဝင်ကြီးကြပ်ရေးဆိုင်ရာတင်နန်းအမှတ်စဉ်16ကိုဖွင့်လှစ်တော့မည်ဖြစ်ပြီးအဆိုပါတင်နန်းကျောင်းကိုအသက်16နှစ်အထက်လူငယ်လူရွယ်များနှင့်ပညာအရေးချင်းကိုတော့အနေဆုံးအထက်တန်းအောင်သူများကိုဦးစားပေးလက်ခံတော့မည်ဖြစ်ကြောင်းသိရပါတယ်။ Immigration တွေစိတ်ပါဝင်စားသူလူငယ်လူရွယ်မိသူမဆိုလာရောက်တင်ကြားနိုင်ကြောင်းနဲ့တင်နန်းတူတင်နန်းသားများကိုတော့ February 2 ရက်နေ့မှ15 ရက်နေ့အထိကျောင်းအပ်လက်ခံတွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်ရှင်။KIO အစိုးရအုပ်ချုပ်ရာအတွင်းရှိမူရည်စေဝါတိုက်ဖြတ်ရေးကော်မတီများနဲ့ဒေသအတွင်းရှိမူရည်စေဝါတိုက်ဖြတ်ရေးကော်မတီများလက်တွဲပြီးဇန်နဝါရီလအတွင်းမူရည်စေဝါရောင်းဝယ်အတုံးပြုသူများနဲ့မူရည်စေဝါစတဲ့အတုံးအဆောင်ပစ္စည်းအများပြားကိုဖမ်းဆီးရရှိခဲ့ပါတယ်။လိုက်စာဝရှော့မြန့်ကျေးရွာတွင်မူရည်စေရောင်းဝယ်ဖောက်ကားသူ2ဦးနှင့်ရာမ92ခုစေပြဘူးတေတုံးဘူးတို့ကိုဖမ်းဆီးရမိကြောင်းသိရပါတယ်။ဖက်ကမူရည်စေဝါတိုက်ဖြတ်ရေးကော်မတီများနဲ့ DNFC တွင်လုခုံဘုံခွေခါပါကရင်ကြောင်စင်းစုပ်စဘော့ကြီးရွာကတိုင်းတောင်ဟုံပါတာမခန်းခါကြောင်ကြီးရွာတွင်မူရည်စေဝါရောင်းဝယ်ဖောက်ကားသူ9ဦးနှင့်အတုံးပြုသူ10ဦးရာမ1024ဘင်းဖြူစပြခွက်44ခုနှင့်အခြားမူရည်စေဝါတုံးဆောင်များဖုံးစံကဲများဖန်စီရမိကြောင်းသိရပါသည်။ပန်းဝါမြရတနာတေခုခန်းတွင်မူရည်စေဝါ30တူတဦးကိုစေပြဘူးတေ12ဘူးနှင့်အတူဖန်စီခဲ့မိကြောင်းသိရပါသည်။မူရည်စေဝါတိုက်ဖြတ်ရေးဆိုင်ရာဌာနချုပ်မှထုတ်ပြန်ချက်နှင့်အတူမိမိမြို့နယ်ကျေးရွာရှိမူရည်စေဝါရောင်းဝယ်ဖောက်ကားသူများကိုတင်းကျပ်စွာစစ်ဆေးမြင်းမြန်းနေကြောင်းမူရည်စေဝါတိုက်ဖြတ်ရေးကော်မတီဝင်တဦးထပ်မံသိရပါသည်။မြို့နယ်ကျေးရွာများတွင်လည်းမူရည်စေဝါရောင်းဝယ်ဖောက်ကားသူများကို DNFC နှင့်မူရည်စေဝါတိုက်ဖြတ်ရေးဆိုင်ရာဌာနချုပ်ကော်မတီများကလည်းတီးတန့်ဖန်စီရှာဖွေရေးယူနေကြောင်းသိရပါတယ်ရှင်။နာစီခေကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။